အားလုံးပဲမင်္ဂလာပါမနေ့က6ပတ်တီ6 5ပေါ့နော်ဒီမှာကီးနဲ့ရိုက်တဲ့ထဲမှာပါသွားပါတယ်6 5အားလုံးပဲပေါက်ကြမယ်လို့ပြောနေပါတယ်ဒီနေ့10 ရက်4 2026အနညအတွက်ကရှစ်တစ်ချိန်မှာရှစ်တစ်ချိန်ရှစ်တစ်ပတ်တီကြိတ်တဲ့လူတွေကပတ်တီပတ်လို့ရပါတယ်ရှစ်တစ်ချိန်ရှစ်တစ်ပတ်တီရှစ်နှစ်ရှစ်ခွန်ရှစ်လေးရှစ်ကိုတစ်နှစ်တစ်ခွန်တစ်လေးတစ်ကိုပါကွက်ကတော့ရှစ်ကိုနဲ့တစ်နှစ်နဲ့မိန်အော်ပါရှစ်ကိုနဲ့တစ်နှစ်နဲ့မိန်အော်ပါဒါကဒီနေ့အတွက်ပါအားလုံးပဲဒီနေ့လည်းပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးတင်ပါတယ်